ဒီတစ်ချင်းကတော့ကျွန်တော်တို့အသင်းတော်မှာနှစ်သက်အစပြုတဲ့အချိန်မှာတေဟုတ်ဆရာဆက်ခြင်းမြာဒီနှစ်အတွက်ဖခင်အရန်နိုးစော်တယ်အမှုတော်ဆောင်တွေကိုပြောတော့ဘာများဖြစ်မလဲဆိုတော့ခေါင်းဆောင်တွေနိုးစော်မှုရတယ်ဆိုရင်တော့ကျွန်တော်တို့ကောင်းကြီးခံစားတော့မှာပဲပေါ့နော်ငါတို့ကိုလက်ပြစ်တွေများပေးတော့မလားပေါ့အဲ့ဒါနဲ့မဟုတ်ဘူး3ရက်ချီးမွမ်းကိုးကွယ်ပဲငါတို့မှာ worship leader တွေအများကြီးပဲအဲ့တော့ချီးမွမ်းကိုးကွယ်တယ်ဆိုတော့တစ်ခါကျရင်နိုင်ဝက်လောက်ကိုးကွယ်တော့လွယ်တယ်နော်24နိုင်ဆိုတော့နည်းနည်းတော့မလွယ်ဘူးနော်စဉ်းစားကြည့်အထူးသဖြင့်ပုံမလွယ်တာကပရိသတ်မပိုင်ပိုဆိုးတယ်အဲ့ဒါယူယူတတဝန်ခံတာကျွန်တော်တို့လူရှိရင်ချီးမွမ်းကိုးကွယ်ခြင်းဥစ္စာဟောတာအရန်ခွာရတယ်တက်ကြွတဲ့အချိန်ရှိဒါပေမဲ့လေလူမပါဘူးနော်တဲ့ပရိသတ်တွေမပါဘူးတဲ့ဘုရားကိုပဲလုံးဝကိုးကွယ်တယ်အထူးသဖြင့်တော့တနာရီနှစ်နာရီကြားတဲ့ဖွဲ့ဆိုပူဆိုးတယ်ဘယ်သူမှလည်းမရှိဘူးဖျားနဲ့ကိုနဲ့ပဲအဲ့ဒါနဲ့အဲ့ဒီ3ရက်ကျွန်တော်တို့ချီးမွမ်းကိုးကွယ်ဖို့ဖြစ်လာတဲ့အခါမှာဒုတိယညလောက်မှာတကယ်ကိုကျွန်တော်ဘဝမှာတခါမှကျွန်တော်ရေးဖို့လည်းမစင်စားဘူးစဉ်းစားပြီးတော့ရေးရင်လည်းထွက်လာမှာမဟုတ်တဲ့တခြင်းမျိုးကြီးတပုတ်ကထူးဆန်းဆန်းကြီးကြလာတယ်နော်ကြလာတယ်အဲ့တခြင်းကကီမပေးမရဘူးလေနော်အဲ့တခြင်းကကိုယ်ကိုယ်နေရင်းနဲ့ကြလာတယ်အဲ့ခြင်းကဘာခြင်းလဲဆိုတော့ကောင်းသောအဖို့မာရီလိုပဲခြေတော်ရင်မှာပဲကျွန်တော်ကိုယ်ွယ်မယ်ကျွန်တော်ရွေးချယ်မယ်ကိုယ်တော်၌အားလုံးပြည့်စုံဘာမှမလိုတော့ဘူးမာရီလိုပဲခြေတော်ရင်မှာပဲကျွန်တော်ကိုယ်ွယ်မယ်ကျွန်တော်ရွေးချယ်မယ်ကိုယ်တော်၌အားလုံးပြည့်စုံဘာမှမလိုတော့ဘူးအဲ့ဒီချင်းရကိုယ်ွယ်နေနေအိုးတကယ်မျက်မှောက်တော်ထဲမှာနှဆိုင်စွာကျွန်တော်ဝိညာဉ်ထဲကနေစီမျောပြီးစိမ်ပြီးတော့တကယ်တိုးဝင်ပြီးကိုးကွယ်လာတဲ့ခါမှာလေဒီတစ်ချင်းထဲမှာပါတဲ့မာရီလိုပဲမာတာကတော့များစွာတော့အမှုတွေမှာသူကအလုပ်တွေရှောက်ပြီးတော့ပူပန်နေတဲ့အချိန်မှာမာရီကခြေတော်ရင်းမှာဒီလိုကိုးကွယ်ရတဲ့မျက်မှောက်တော်ထဲမှာစိန်ရတဲ့အနှစ်သာရဟာဘာနဲ့မှမတူဘူးအရင်တော့ကတော့လူတွေများစွာအဲ့ဒီနောက်ပိုင်းမှာလေတခါကျရင်တိတ်တော်မှအရှိမထွက်ချင်တော့ဘူးတိတ်ပြီးတော့အရှိထွက်ပြီးလောက်ရတဲ့ဟာတွေတော့တိတ်မလောက်ချင်လားဘယ်လိုပြောမလဲကိုတခါကျရင်လူတွေကိုဟာဆိုင်ကလေးအရင်ကောင်းတယ်ပါညာပြောရင်တော့တခါကျရင်အဲ့ဒါတော့တိတ်မချားချင်လာတော့ဘူးပေါ့နော်ရှက်မိတာပေါ့နော်တကယ်တော့ကိုလုံနိုင်တာဘာမှမရှိဘူးတကယ်တော့သူ့မျက်မှောက်တော်ထဲမှာသူကိုယ်တိုင်ဆွဲခေါ်ပြီးတော့မာရီလိုပဲရွေးချယ်ဖို့တော့ကျွန်တော်ဆုံးဖြတ်ရတာပေါ့နော်ဆရာဝန်ကကျွန်တော်တနေ့စေခံတော့ပြတော့မင်းဘာလို့ဒီလောက်ထိမင်းမင်းအဆုံးနဲ့ပတ်သက်ပြီးမင်းဒီလောက်ချီနေစိုးနေတာဘာလို့စေခံမလာတာလဲလို့ပြောတဲ့အခါဆရာကျွန်တော်မအားဘူးလို့ပြောတဲ့အခါဆရာကျွန်တော်စိတ်ဆိုးတယ်ဟဲ့မအားဘူးဆိုတဲ့စကားမပြောနဲ့တဲ့ဘယ်တော့မှမင်းသိတဲ့နေ့ထိအားမှာမဟုတ်ဘူးတဲ့ဒီလောက်ရေးကြီးတဲ့ဟောင်းမင်းရွေးချယ်ရမယ်လေမင်းလာရမယ်လေခါကြရင်မျက်မှောက်တော်ကိုကျွန်တော်တို့ဆုံးဖြတ်ပြီးတော့ရွေးချယ်ဘာပဲဖြစ်ဖြစ်ငါဒီနေ့ဖခင်နဲ့ငါအချိန်ယူမယ်ငါကိုးကွယ်မယ်ဖခင်နဲ့နှစ်ဦးတည်းစကားပြောမယ်အဲ့ဒီကိုးကွယ်နေတဲ့အခါမှာဒီချင်းကြလာတယ်ကျွန်တော်ကိုယ်တိုင်ဒီချင်းကိုဆိုရင်ကိုးကွယ်ရင်နဲ့ကျွန်တော်အထက်မှာများစွာတစ်တော်ဘုရားရဲ့ဖွင့်ပြခြင်းတွေမျက်မှောက်တော်ထဲမှာစိန်ခြင်းကမာရီလိုမျက်မှောက်တော်ကိုရွေးချယ်ခြင်းကငါတို့အတွက်အရှုံးမရှိပါလားဘုရားဖွင့်ပြခြင်းတွေရလာတယ်
အဲ့ဒီမှာဖခင်ရဲ့ဖြည့်ပေးခြင်းတွေရလာတယ်ဒါနဲ့တခြင်းကအဲ့ဒီတစ်ပိုင်းနှစ်ပိုင်းနဲ့ပဲကျွန်တော်ဘဝကလည်းအဲ့လိုပဲတခြင်းရေးလိုက်ရင်ဘယ်တော့မှတစ်ပိုင်းနှစ်ပိုင်းနဲ့ခါတည်းမပြီးနိုင်ဘူးနော်ဆိုတော့နော်စန်ဒီနေ့ရောက်တော့အဲ့ဒီမှာနောက်တစ်ပိုက်ကအဲ့ဒီမှာနှုတ်ကပတ်တော်ဝင်ငါနေရင်နဲ့ပဲအဲ့ဒီမှာကြာလာတယ်ဘယ်သူမှမနှုတ်ယူနိုင်တဲ့ကောင်းသောဘုံကိုကျွန်တော်ရွှေယူမယ်ကျွန်တော်ရွှေချင်မယ်ကျွန်တော်ရွှေယူမယ်ကိုယ်တော်၌ကောင်းသောအဖို့ကိုကောင်းသောအဖို့ကိုရွှေယူမယ်ဘယ်သူမှမနှုတ်ယူနိုင်တဲ့ကောင်းသောဘုံကိုကျွန်တော်ရွှေယူမယ်ကျွန်တော်ရွှေချင်မယ်ကျွန်တော်ရွှေယူမယ်ကိုယ်တော်၌ကောင်းသောအဖို့ကိုကောင်းသောအဖို့ကိုရွှေယူမယ်ဘယ်သူမှမနှုတ်ယူနိုင်တဲ့ကောင်းသောဘုံကိုကျွန်တော်ရွှေယူမယ်ကျွန်တော်ရွှေချင်မယ်ကျွန်တော်ရွှေယူမယ်ကိုယ်တော်၌ကောင်းသောအဖို့ကိုကောင်းသောအဖို့ကိုရွှေယူမယ်အာမင်တခါတလေကြာရင်များစွာလုံးဒီရှုံးပြီးတော့ကျွန်တော်တို့လုပ်တဲ့အရာတွေကောင်းတယ်မှန်တယ်လို့ထင်နေပေမဲ့အလုပ်တွေကောင်းတဲ့အရာတွေကိုလုပ်ရင်းနဲ့ပူပန်နေတဲ့အချိန်တွေရှိပါတယ်ဒါပေမဲ့မာရီကတော့ခြေတော်ရင်းမှာမျက်မှောက်တော်ထဲမှာကိုရောခြေတော်ရင်းမှာနေပြီးတော့ကိုရောရဲ့အတန်တော်ကိုနားထောင်တယ်ကိုရောစကားကိုနားထောင်တယ်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေပြီးတော့ဖခင်ပြောတယ်ဖခင်ရဲ့ဖွင့်ပြခြင်းတွေရောက်လာတဲ့အခါမှာအဲ့ဒီဖွင့်ပြခြင်းတွေကအများကြီးဖြစ်ချင်မှဖြစ်မယ်စကားတစ်ခွန်းလေးဖြစ်မယ်တခုအသေးငယ်တဲ့အရာလုပ်ဖို့အတွက်ဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့အဲ့ဒီအရာလေးတစ်ခုကအယံရိုက်ခတ်တယ်အယံကိုလူတွေအတွက်ကောင်းချီးဖြစ်စေတယ်အဲ့ဒီမှာယေရှုပြောတဲ့ကိုယ်တိုင်ကမာသကိုပြောတယ်မင်းကများစွာသောအမှုမှာစိုးရိမ်ပြီးပူပန်ခြင်းနောက်ဆက်ခြင်းကိုခံရတယ်တဲ့မာရိမူကားတဲ့ကောင်းသောအဖို့ကိုရွေးယူပြီးတဲ့ထိုအဖို့ကိုအဘယ်သူမျှမနှုတ်မယူနိုင်ရာအဲဆိုကျွန်တော်အရင်ဆွဲဆောင်တဲ့ဒီချင်းထဲမှာပါတဲ့အကြောင်းအရာကဘယ်သူမှမနှုတ်မယူနိုင်တဲ့ကောင်းသောအဖို့တဲ့ဒီနေ့ဒီ Shekinah Worship Conference မှာလာတဲ့ခါမှာလေကျွန်တော်တို့ရသွားတယ်ဒါလည်းဒီနေ့ဒီညမှာလာဖို့ရွေးယူရတယ်နော်လက်ခုပ်မသိနဲ့ခဏလေးဒီနေ့ဒီမှာပွဲကိုအဓိကစီစဉ်ကြတဲ့သူတွေသူတို့ရွေးယူရတယ်တကယ်တော့အလောက်ရှုပ်ခံပြီးတော့ဇိမ်နဲ့သူတို့အလောက်သူတို့လှုပ်ပြီးနေလို့ရတယ်ဒါပေမဲ့လူတွေများစွာကောင်းချီးရဖို့ရှခိုင်းလားဆိုတဲ့ဘုရားမျက်မှောက်တော်ထဲမှာကောင်းချီးရဖို့အတွက်ငါတို့တွေဒီရှာဆံပြီးတော့ရှာခိုင်ပြီးတော့ဆံမျိုးကြီးတို့အဆံငယ်တို့ကိုခေါ်ပြီးတော့ငါတို့တွေဒီညမှာမလေးရှားမှာရှိတဲ့ယုံကြည်သူတွေအတွက်ငါတို့တွေဒီ conference အတွက်ငါတို့တွေဆုံးဖြတ်ရအောင်နံပါတ်1သူတို့ရဲ့ရွေးချယ်ခြင်းရွေးယူခြင်းနောက်တစ်ခုကဒီသင်တန်းကိုကျွန်တော်ကြားတယ်လို့တော့နားတဲ့အချိန်မှာခဏနေနားရင်လေကိုထမင်းကိုစားရတယ်ဝယ်စားရတယ်လို့ကျွန်တော်ကြားပါတယ်နော်ဒါလေကောင်းသောဘုကိုရွေးယူမယ်ဟာလေလုယာမာရိကတော့ဘိုင်လေအစာတော့စာမှာပဲအစာခံပြီးတော့ကောင်းသောဘုကိုရွေးယူမယ်ပိုက်စာပေမဲ့လေဘဒူးမဒီတနမ်းမထမင်းမကျွေးဘူးဆိုတော့တိတိရင်းနဲ့မိုက်ယူရဲဆန်ပြီးတော့ကိုရွေးချယ်ပြီးလာတယ်ကိုလန်းစိမ့်နဲ့ကိုလာတယ်ကိုလန်းစိမ့်နဲ့ကိုလာတယ်တချို့တွေကမရှိဘူးအခမ်းမသိရဖမ်းခံရမယ်အဲ့ဒါလေကောင်းသောဘုကိုရွေးယူမယ်ဟာလေလုယာအရောက်တိုင်းဝိညာဉ်တော်ကျွန်တော်တို့ကိုဆက်ပြီးတော့အများကြီးကောင်းချီးပေးအောင်မယ်ဟာလေလုယာအာမင်ဘ
ယ်သူမှမနှုတ်ယူနိုင်တဲ့ကောင်းသောအဖို့ကိုကျွန်တော်ရွေးယူမယ်ကျွန်တော်ရွေးချင်တယ်ကျွန်တော်ရွေးယူမယ်ကိုယ်တော်၌ကောင်းသောအဖို့ကိုကောင်းသောအဖို့ကိုရွေးယူမယ်ဆိုတော့ဘယ်သူမှမနှုတ်ယူနိုင်တဲ့ကောင်းသောအဖို့ကိုကျွန်တော်ရွေးယူမယ်ကျွန်တော်ရွေးချင်မယ်ကျွန်တော်ရွေးယူမယ်ကိုယ်တော်၌ကောင်းသောအဖို့ကိုကောင်းသောအဖို့ကိုရွေးယူမယ်ဘယ်သူမှမနှုတ်ယူနိုင်တဲ့ကောင်းသောအဖို့ကိုကျွန်တော်ရွေးယူမယ်ကျွန်တော်ရွေးချင်မယ်ကျွန်တော်ရွေးယူမယ်ကိုယ်တော်၌ကောင်းသောအဖို့ကိုကောင်းသောအဖို့ကိုရွေးယူမယ်အာမင်ရောက်စီတဲ့ဖျားရှိကောင်းကြီးပေးပါစေလက်တော်ဒီတဲ့ဖျားကိုချီးမွမ်းရအောင်